ကိုယ်ကိုရှင်တွေကဝယ်လုံးသားတဲ့ပြည်ကြီးတော်ကိစ္စနဲ့ကျွေးမွေးမပြည့်ဆောင်ရစီမှာဝေကတိုက်စီသူမျှဝေဆိုတဲ့အတိုင်းဘဝတော်တော်ရောက်တဲ့ပုဂ္ဂိုလ်ပစ္စည်းဝတ္ထုတိုက်ပြီးလို့တော့မရဘူးဒီလိုပုဂ္ဂိုလ်ကောင်းမှုပြုပြီးတော့အမျှဝေလိုအပ်ရမလိုအပ်ရကိုယ်တို့ကတော့သိကြပါရနော်ကိုယ်တို့ကောင်းမှုဆိုတာအသက်ရှင်တော့ကိုယ်ပဲသိကြဆိုပြီလားကိုယ်သိမှသူများပြုမိတာမသိကြဘူးဒါတည်းရဲ့အသက်ရှင်တော့ပြီးရလဲကိုယ်တို့ကောင်းမှုလာတယ်ကိုယ်တို့သိကြလို့သူများပဲဟာပဲသိကြနော်အဲဒါကိုကိုယ်ရတဲ့ရှင်တော့ပြီးကြဒါနာပဲဖြစ်ဖြစ်ဒီကပဲဖြစ်ဖြစ်ဘာဝနာပဲဖြစ်ဖြစ်ဟုတ်လားဒါမှကိုယ်ပိုင်ဥစ္စာကိုယ်လည်းပြီးမှကိုယ်ပိုင်ဥစ္စာသူများပြုနေတာကိုယ်ပိုင်ဥစ္စာပေါ့ကိုယ်လည်းပြီးမှကိုယ်ပိုင်ဥစ္စာပဲဒါလက်ရှိတော့ပြုရတဲ့ပုဂ္ဂိုလ်ကောင်းမှုဒီဒါနာပဲဖြစ်ဖြစ်ဒီကပဲဖြစ်ဖြစ်ဘာဝနာပဲဖြစ်ဖြစ်ဒါအဖြစ်ကြလို့အခုလိုဘဝတော်ကူအောင်အတိုင်းသူသားလူတွေကလောကဘုဓမ္မဘုနဲ့ဆောင်းရနေတာကလိုအပ်ရရဒါတိုက်ရပြောတဲ့ဒီစတဲ့လူတွေပေါ့တကယ်လို့သေတဲ့လူအမေရိကန်ရောက်သွားတယ်ရတယ်ဒါတိုက်ရလူဖြစ်သွားတယ်ရတယ်တော့လူစီတဲ့လူကနားဖြစ်သွားရင်လည်းရတယ်တော့နော်တကယ်၍ဒါနာဆိုတဲ့နေသွားလို့ဝိမာနိကဝိဒ္ဓဖြစ်သွားရတယ်နော်ဒါကြောင့်ဘုရားကောင်းလို့ဆိုတော့ကိုယ်အသက်ရှင်လို့ပြုကြတဲ့ဘုရားကောင်းမှုသာလေဟောလာကိုယ်ရဲ့သိကြတော့အဲ့လိုပါတာဘုရားတဲ့ပြောတာနော်ဒါကြောင့်ဒါနဲ့လောကဝတ္တမောရှိတဲ့ကျွေးမပြည့်ဆောင်ရဲ့စီမှာဝေဒာထိုက်စီလူပြဝေ၍သောရိယုံတော်ငါဆိုအချင်းဝေသားတို့ကအချင်းဝေသမီးတို့ကအချင်းဝေလည်းရှိတဲ့ပြီးတော့ဟောလာမိဘတွေကိုကျေးဇူးဆက်တယ်ပြီးတော့ကျေးဇူးဆက်ခြင်းကျွေးအောင်ဆက်ခြင်းပြီးတော့ဘာလို့လဲဘုံမိဘဖြစ်တဲ့အခါကျတော့ဒီကျေးဇူးပါကျေးဇူးသိနော်အဲတော့မသိဘူးပေါ့ဟုတ်လားဒါတရားနဲ့ပြောအောင်ဆက်တော်ရည်သားကလူလုံးကိုလုံးပြောကျွန်တော်ပြုလုပ်ပြီးရတယ်ဆုံးဖြတ်ပြီးရတယ်နော်အဲ့ဒါတွေ့တော့ဒီခုလည်းမင်းတို့ရွေးသေးတယ်ထားတယ်သမီးနှစ်ယောက်ရှိတယ်သူတို့ဒီကလည်းငါတို့ဘုံမဆောင်ဖြစ်လာတဲ့အခါကျတော့ငါတို့ကိုပြန်ပြီးတော့ရွေးဝေးလိုက်မယ်ပြုစုလိုက်မယ်ဆောင်ဖြတ်လိုက်မယ်လို့အဲ့လိုမင်းတို့လည်းလူတိုင်းမှာရှိတဲ့တွေ့အောင်ဆက်ခြင်းတွေ့သေးချတယ်ရွှေလို့ပြောတာကြီးကိုယ်တော်မှုတော့ရွှေလို့ပြောတာလည်းလို့ပြောတာဒါနာပဲဒီဒီလာပဲဒီဘာဝနာတရားပဲဒီသလားကိုယ်တော်မှုကိုရွှေလို့ပြောတာလေကိုယ်လက်တွေပဲတွေ့အောင်ဆက်တယ်နော်တွေ့အောင်ဆက်တယ်တွေ့ဆိုတာတင်းနေစားတာမစားလို့မရတွေ့သေးချတယ်ကိုယ်တော်လည်းပဲတွေ့သေးချတယ်ဒီသမီးလေးအမကြီးကလို့ရှင်ငါတို့ဘုံမဆောင်ဖြစ်လာတယ်ငါတို့ပြန်ပြီးတော့ကျွေးမွေးလေးပဲပြုစုလေးပဲစောင့်ရှောက်လေးပဲလို့အဲ့လိုရည်ရွယ်ချက်ပုဂ္ဂိုလ်တိုင်းမှာကျွေးအောင်ဆက်ခြင်းကျွေးသေးချလေးရွှေဦးမြတ်တဲ့ဘုရားစားလေးပုဂ္ဂိုလ်တိုင်းမှာတောင်းရှိတယ်နော်ဒီနေ့ကကျွေးအောင်ဆက်တဲ့ပေါ့ကျေးဇူးဆက်တဲ့ပေါ့ဦးစောလို့သိလားအဲကြောင့်ဘုရားတော်အာလိပိဒါရာအိမ်ဝင်ဘဝလို့ဒီကအထောင်အောင်ရှိတဲ့လေသဘာဝလေတော့ဒီဘက်ကနေ6လိုက်ဟိုဘက်ရောက်သွားလိုက်ဟိုဘက်ကနေ6လိုက်ဒီဘက်ရောက်ဘလို့မှမနိုင်အောင်ကြည့်နေတာဘုရားတော်ကြည့်နေရတော့နှုတ်သီးနဲ့လည်းသဘင်နာနဲ့ကြည့်သွားတယ်ဒီလားခြေတော်နှစ်ဖက်ကပုံကြည့်တော့တခြားကြည့်နေတယ်သူအဲ့ဒါဒီကြေးရသမ်းမယ်ဆိုတော့နောက်တို့လည်းပါရှင်ပေါ်သီးရကိုအားကြီးဒီကြောင့်ပြောအဲ့ဒါမသေးသေးနဲ့မိအောင်ပါဒီတင်းနဲ့ရတာဝန်ရှိတော့ဘောင်းလိုက်တော့မိတော့အဲ့တော့ဘုရားတော်တို့မိဒီမှာအဲ့ဒါသာနာမှုရှိတယ်
တဲ့ကရုဏာမောဒိတာရှိဥပေက္ခရှိတယ်သူမိနေတာကိုမယုံအားလည်းဆိုတော့ဒုက္ခလို့ရှိရင်တခြားဆင်းတဲ့အစားပြတ်ကိုနော်လာပြီးကိုဝါရလို့ဆိုမှယုံနိုင်တော့သူကမိအဲဘုရားတော်ကြီးမိအဲတော့ဖားပြီးတော့ကျပိုင်ရှင်ပေါ်ပြရပုံမှန်ကြီးနော်လာဖို့အဲဒီပိုင်ရှင်ပေါ်ပြရပုံမှန်ကြီးရဲ့ရှင်သာရိပုတ္တရာနော်ဒီလားဘောရမှာပါဠိဖြစ်တယ်နော်အဲဒီတော့ခေါ်တော့တင်းနဲ့တရားလူသားတွေကိုသိမှာဘိုးတော်မှာဘိုးတော်ရဘိုးတော်ရှိသလားဒီတော့ကောင်ဒီတော့ရဲ့အကျိုးကိုဖြည့်ဆည်းလို့လားဘာလို့ဒီလိုမှန်းတာလဲဆိုတော့ဒီတော့မှာနော်ကျိုးရောက်ဆက်ဆရာလည်းရှိပါတယ်ဒီလားကျိုးတွေလည်းချပါတယ်ကျိုးလည်းထုံးနိုင်ရတယ်အာဂတိမှာလားတဲ့လူသားတွေတော့မှဒီလိုစိတ်ဓာတ်ရှိဘူးနော်ဦးကြီးနေလို့ဟုတ်လားလူသားတွေတော့ဒီလိုစိတ်ဓာတ်ရှိဘူးကျွေးတော်ဆက်တာပါလေနေစဉ်ကောင်းကြီးရုံမှာကျိုးမှုရတယ်အစာတော့မရှာနိုင်တဲ့တိုက်ထဲမှာနေတဲ့မိကိုပေါ့ပြီးတွေ့လည်းပဲကျူရပါလေနော်ကျွေးသေးချတာရောကျွေးသေးချတာလည်းဒီမှာတောင်းပေါက်သေးတဲ့ငယ်ငယ်ရွယ်ရွယ်တင်းရဲ့ရေလေးတွေတွေ့လည်းပဲတဲ့ကျူရပါလေအဲ့ဒါကိုကျွေးသေးချတယ်တော့ကျူလို့မနာရောတဲ့ဒီလိုရဲ့မိဘတွေနဲ့အတူပုံမှန်မှကြောင်းဖြစ်နေတဲ့ငှက်ဦးကြီးရှိတယ်သူတို့လည်းကျူရတန်းရပါလေအဲ့ဒါကိုကျူလို့မနာလို့ခေါ်ပါတယ်ဆိုတော့ဘောဓိရပုံကအင်္ဂနာမတရားပြည့်တဲ့ကြီးနေပါလားလေကျွန်တော်ရဲ့ဧကတော်ရှိတဲ့လေဒီကြီးနေပေါင်းနဲ့တဲ့လိုစားကြတာဆိုတော့ဧကတော်ရှိတဲ့ဆိုရင်နာလီနော်လူလာရဒီလားဒီစကားလေးကိုယူပြီးတော့ကျွေးအောင်ဆက်ခြင်းမလို့ပြုအောင်ဆက်ကျွေးဖို့ပြုံးတာကြီးကိုယ်လည်းလူဒါနတဲ့ငါလည်းစီမံနေတဲ့ငါဆိုလူဒါမရပြလာကိုယ်လိုအောင်ပြုတာကိုရှုပြုံးတာလို့ခေါ်တာဟုတ်လားလုံးလုံးရအရက်ကိုတော့တရားနဲ့ပို့ဆောင်တာပေါ့ဒါနာကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ပဲဖြစ်ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်နော်အဲဒါကြောင့်ဒီစကားကိုပြီးတော့ကျွေးအောင်ဆက်ခြင်းကျွေးလေးချခြင်းရှုလို့ပြုံးတာခြင်းမှုကိစ္စတွေပုဂ္ဂိုလ်တိုင်းမှာတာဝန်ရှိတယ်ဆက်လာတယ်မင်းမနေအောင်မင်းတဲ့ပုဂ္ဂိုလ်ကျတော့ဒီတောင်းနေမရှိဘူးပေါ့နော်ဒီကြောင့်မို့သူရင်းမှာပြည့်ဆောင်ရဲ့စီမံဝေလာထိုက်စီဆိုတဲ့အတိုင်းပဲဟုတ်လားဒီပါရအောင်ဝင်နေကိုလည်းဝါစားတာတော့ဟုတ်လားကျေးဇူးမဆနိုင်နေကျေးဇူးမကမ်းနေဒီလားနော်ဒါဆိုဒီပါကျေးဇူးရေမို့အထူးသပါမီမဆနိုင်ဘူးရှိစေဘူးကျေးဇူးမကမ်းနေဒါဆိုဒီပါကျေးဇူးသံဃာရတာလေနော်တဲ့မှာလည်းဘယ်လိုငါးတော့တယ်မှာလည်းဟာလားမာတာဝိဥပါဒနာနဲ့မိဘကိုလုပ်ကြရမယ်ပြုစုရမယ်ဘုရားတရားတွေဟောတဲ့သားမယားကိုလည်းချင်းရောတော့မယ်လို့ပါပြီးတာနော်အဲဒါဒီနေ့ဟာလားဘဝတော်ဘာကိုပြောသွားတယ်ဘဝအောင်ကိုဆုံးပြီးတော့ဘဝအဖြစ်ပြောသွားတယ်ခန္ဓာအောင်ကိုဆုံးပြီးတော့ခန္ဓာအဖြစ်ပြောသွားတယ်ဒီလိုယောဂဝေဒနာတွေဒီခန္ဓာကိုယ်ကြီးဘာမှမမောရမရှိဘူးလားနော်အဲလိုပုဂ္ဂိုလ်တွေမှာဒီလိုယောဂကြီးဆိုတာလည်းရှိတယ်ဒီခန္ဓာကိုယ်ကြီးဘာမှဆိုလမ်းစရာနေတဲ့စရာမရှိဘူးခန္ဓာဝင်ဒီခန္ဓာတို့ကြီးသိလားညာညာပြချခြင်းတွေပေါ့ပါလေဒါယောဂဝိဒနာဆိုလမ်းပြီးတဲ့ပုဂ္ဂိုလ်ကြီးကြတော့နော်အဲဒါဘုရားဘဝပြောင်းသွားတယ်ဟုတ်လားဘဝလည်းပြောင်းတော့ဒီဘဝနဲ့ဆရာဘဝရောက်သွားကိုယ်ကုသကအာမျိုးဆိုတော့နော်ကုသကအကြောင်းဆိုတော့လူပြည်လက်ပြည်အကုသကအကြောင်းဆိုတော့ငယ်လေးကပြည်တာအလိုလည်းဘယ်လေးကိုကြောင်းရတယ်နော်ဒါကဒီနေ့ကျွေးအောင်ဆက်တယ်ဒီကကျွေးအောင်ဆက်တယ်ရှ
ရွှေဦးပြုံးတာလေဘာသာစင်များတွေလူကရွှေဦးပြုံးတာရွှေဦးကိုလည်းပဲမိမိတို့ညာမျိုးငါးပါးနဲ့กินနေနေရပြုံးနေရလို့ကိုလည်းပဲမင်းတို့ဒီနေ့ဒူလည်းတန်းလိုက်တယ်ပြုလည်းမဝင်တယ်ကိုလိုကောင်းမှုစုလို့ပါရွှေဦးပြုံးနေရောက်တယ်လို့တတ်လို့အာယုံယူနော်အဲ့တော့လေငါလေးတို့ငါလည်းလုံးရှိတာအဲ့ဒါလေးတွေ့ရလည်းကျေးသိလားငါလည်းကဘုရားနဲ့ဒါကြီးတော့ထိပြအောင်အာနာဘူမလားသိလားကိုယ်လည်းသွားနေပြီအဲ့ဒါမိုးကြီးမှတန်ကနေပြီးတော့သိချင်းမှတန်သွားတာသိလားနော်ရပေါင်းများစွာလာပေါင်းများစွာနေပေါင်းများစွာသိလားလိုက်လို့ဒီနေ့တည်းရဲ့ခြေတုံးဆက်မပြေသွားနေသည်ခန္ဓာပူကြီးကပယ်သွားတယ်ကိုဘက်ကိုသွားတယ်နာဘက်ကိုသွားတယ်သိရင်သွားနေတယ်နော်လိုက်ဆိုနောက်ပြန်မဆုပ်နာနဲ့ယုတ်ကိုဘုလုံးနေသည်တို့အသက်40လောက်ဆိုရှိရင်ဒီရှိမှလည်းဒီပိုးသွားပြီလားနော်ဒါလိုက်ဆိုနောက်ပြန်မဆုပ်နာနဲ့ယုတ်ကိုဘုလုံးနေသည်နာဘုလုံးနေသည်ဒီဘုလုံးနေသည်အဲ့ဒီနဲ့အဲ့ဒါလေးငါသဘောကျလို့ပြည့်တာငါလာဟောစက်ငါနေပဲနော်အဲ့ဒါရအောင်ပြည့်တာလိုက်ဆိုမေတ္တာကနေတို့တဲ့တွေအိုလင်းသိလိမ့်မည်ဒါတော့ငါတို့ရဟောလာတော်လည်းဆက်လာဟောလာတို့ငယ်ငယ်တော့ငါဇဝဲကိုဒီလိုဇဝဲကိုလက်တစ်ပတ်တည်းနဲ့မြောက်စားတယ်သိလားဒါတော့ဥမရတော့သိလားဒီကတော့မနေတဲ့နေရာနော်လိုက်ဆိုမေလျောကနေဘုဒ္ဓတွေအိုလင်းသိလိမ့်မည်ဒါတော့မသိဘူးရအိုလို့သိတာပဲနော်ဒီအဲ့ဒီအသားလေးငါဘောကြလို့ဒါကျက်တာလေးသိလားလိုက်ဆိုမအိုခင်မှာတရားရှာအိုကသတ္တာမီမအိုခင်မှာတရားရှာအိုကသတ္တာမီမအိုခင်မနာခင်မသိခင်မှာသူတို့အောင်လို့တွေကကြိုးပြီးပြီးတော့အထောက်ပါလေနော်ယောဂဝေဒနာကလာမှာဆိုရင်ဒီယောဂဝေဒနာကိုပဲအာရုံပြုပြီးတော့တရားဘက်ကိုအလဲနိုင်ကိုဒီလားဒါလေးရောကာမေကလက်ဆောင်တွေပေါ့ဒီလားနော်လိုက်ဆိုဒီနေ့တည်းရဲ့ရှေ့သို့ဆက်အပြည့်သွားနေပြီအသက်ရှင်တဲ့ကာလပါလုံးပေါ့နော်ဟုတ်လားဟုတ်လားမွေးပါးမှတဲ့ကနေပဲဟောတယ်သိခြင်းမှတဲ့ကိုသွားလူတွေတော့ပေါ့လားဟမ်ပေါ့လားဒါမှလည်းဆိုတနေ့တည်းရဲ့ရှေ့သို့ဆက်မပြေသွားနေပြီနောက်ပြန်မဆုပ်နာနဲ့ယုတ်နောက်ပြန်မဆုပ်နာနဲ့ယုတ်ကိုယ်ကိုလုံးနေပြီနာဖို့လုံးနေပြီသေဖို့လုံးနေပြီဒါလေးအားလင်းကြအောင်လို့သူတို့ရောက်တော့ဒီကနော်လောဆွဲနေရတယ်မလို့လားတတိယရောက်တော့ပါဗျာနော်ဒါဆိုမေလျောကနေဒုက္ခတွေကိုယ်ရင်သိလိမ့်မည်ဘယ်တော့လူကဘာလို့လဲတော့မသိဘူးဒီလည်းဘုရားကြီးသိသွားတယ်ငယ်သူတွေလို့ရတယ်မေးကြည့်တယ်သိသွားတယ်နော်ဒါဆိုမေလျောကနေဒုက္ခတွေကိုယ်ရင်သိလိမ့်မည်ဘုရားမှာတရားရှာကိုယ်ကသိလိမ့်မည်
လို့ရရင်တော့ပြီးသွားပြီလားဒါမျိုးသာဝကညာနေငါကျက်တာလေးဒါဓမ္မလက်ဆောင်ပြီးတာပြီးလားနော်ဒါဟောတဲ့ငါမင်းညမှာပြထားကြတာဒီတိုင်းတော့ဥပ္ပေဖြစ်ပါဘုရားလုံးအောင်လာတော့ပြီးလားလုံးအောင်လာတော့အဲတော့ကိုယ်ဟာကိုယ်ကိုရတယ်ကြံစီကိုယ်ရတယ်တော့ဟုတ်လားတရားဟုတ်တာလောကညာပြီးတဲ့တော့ဒုလည်းတစ်နေ့ကိုရမယ်နာရမယ်သိရမယ်ယောဂီညာတရားရဲ့ငါတို့ကိုအဝဘကိုတွန်းပို့တယ်နာဘကိုတွန်းပို့တယ်နောက်တော့ဒီဘက်ကိုတွန်းပို့လိမ့်မယ်လို့အဲလိုအာရုံပြုနှလုံးသွင်းပြီးတော့သူတော်ကောင်းရဲ့အလုပ်သူတော်ကောင်းရဲ့ဉာဏ်တရားတွေကိုစဉ်းစားမယ်ရုပ်ကိုယ်စီပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း